ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာငလျင်ဘေးအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီအမေရိကန်ဒေါ်လာ1.5 သန်းထပ်မံပေးအပ်မယ်လို့မြန်မာနိုင်ငံဂျာမနီတန်ယုံကမနေ့ကထုတ်ပြန်ပါတယ်။ဂျာမနီနိုင်ငံဟာမြန်မာနိုင်ငံမှာဆိုးရွားလာတဲ့ငလျင်လှုပ်ခတ်ပြီးနောက်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုပံ့ပိုးကူညီဖို့ဒီထက်ဆောင်ရန်ပုံငွေကိုထည့်ဝင်တာလို့ဆိုပါတယ်။ဒီထဲကဒေါ်လာ1 သန်းကိုမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ MHF ကိုပေးအပ်မှာဖြစ်ပြီးကျန်တဲ့1.5 သန်းကိုပြည်ရင်းနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့မိဖက်အဖွဲ့အစည်းတွေကနေတဆင့်ပေးအပ်သွားမယ်လို့သိရပါတယ်။ဂျာမနီနိုင်ငံဟာ2025ခုနှစ်မှာမြန်မာနိုင်ငံအတွက်ကနဦးအကူအညီအမေရိကန်ဒေါ်လာ10 သန်းပေးအပ်ခဲ့ပါတယ်။ဒီတဲက9.5 သန်းကို MHF ကိုဓာတ်ရိုက်ပေးအပ်ထားပြီးကမ္ဘာကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးရန်တရား CERF ကိုလည်းပေးအပ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဂျာမနီက EU ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းတရားကတဆင့်ငလျင်အပြီးနဲ့ကာလရှည်အတွက်ဆက်လက်ကူညီဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။